နောက်တစ်ညထပ်တိုးရှင်လေအားပေးဦးမလားအားပေးပါအားမရှိအားပေးဦးမလားဘုံနောက်ဆုံးညကိုကျွန်တော်ထူးညအနေနဲ့စင်လိုက်ဘာစီစဉ်မလဲဆိုလက်ဆောင်ပေးမယ်နောက်ဆုံးညလာအားပေးတဲ့သူကိုကျွန်တော်ရဲ့နှလုံးသားလေးကိုလက်ဆောင်ပေးလိုက်အကိုရဲ့ယောက်ျားချင်းတော့နှလုံးသားလက်ဆောင်မပေးဘူးလေအကိုကလည်းယောက်ျားချင်းတော့မပေးဘူးလေအကိုကပစိုးလိုပါလို့မှဒါမျိုးတွေဝက်ပြီဒါဆိုကျွန်တော်နောက်တစ်ညထပ်တူစီစဉ်လိုက်နော်ကျွန်တော်စိတ်ညစ်တယ်ကြာလေကျွန်တော်မကွေးရမပြန်ခြင်းလေးပဲဟုတ်တယ်ကျွန်တော်ဒီမှာလေအဲ့လိုမျိုးမြက်ပတ်လေကလို့ရရင်ဘလို့ကောင်းလဲအော်ဘလို့ကံမှာနော်မနေ့ပြန်ကံမှာမနေ့ပြန်ကံမယ်မနေ့ပြန်ကံမှာမယ်မနေ့ပြန်တနာရီကနေ9နာရီထိပါအကိုခရိုင်ကွင်းမှာခရိုင်အားကစားကွင်းမှာဝင်ကြီးရတော့ free မဖြစ်တော့ဘူးဟိုအဓိကနှုံးထားလဲမများပါဘူးအဓိကဟိုကျွန်တော်ရဲ့ဖြစ်ချင်စိတ်လေးပါကျွန်တော်အားကစားကိုချစ်တဲ့သူဆိုတော့ဒီမကွေးရဲ့အားကစားပေါ့လေအာကရန်မုံဝေအတွက်ကျွန်တော်တက်နိုင်တဲ့ဘက်ကလေးမြို့အတွက်ကျွန်တော်ကူညီပေးတာပါဆောင်ရွက်ပေးတာပါဟိုပြီးတော့ဒီမိသားစုများအားလုံးနဲ့မကွေးရချစ်ရတဲ့မိသားစုများအားလုံးနဲ့တသားလေးဆိုတဲ့အရာကိုကျွန်တော်ပြကြံလို့ဒီပွဲလေးကိုစီစဉ်တာပေါ့လေဘောလုံးပွဲလေးကိုစီစဉ်ပါဟိုနှုတ်တာတော့မများပါဘူးအဓိကတော့အာကရဲ့ရန်မုံဝေဒါမှလည်းဒီမကွေးတိုင်းကတကယ်ထူးချွန်ထွတ်မြတ်တဲ့အားကစားသမားတွေအားထားရတဲ့လက်ရွေးစင်တွေအများကြီးထွက်မှာဖြစ်ပါတယ်အဓိကရန်မုံဝေအရေးကြီးတယ်လေရန်မုံဝေအရေးကြီးတယ်လို့ကျွန်တော်ဇက်လည်းပတ်စံအရေးကြီးတယ်အဲ့ဒါတီးလို့အဲ့ဒါကြောင့်မို့ဒီရမုံငွေလေးကိုရှားပေးတာဖြစ်ပါတယ်လာခဲ့ကြအောင်နော်မနေ့ပြန်ကျွန်တော်ဖွဲ့ရဘန်နဲ့တူအဲ့မှာရှိုးတွေဆိုကြမယ်ပြီးတော့ရင်ဘောလုံးတွေကန်ကြမယ်ပြီးတော့ရင်အမှတ်တရကျွန်တော်ရဲ့ဘောလုံးဂျာစီလေးကိုကျွန်တော်ပေးခဲ့မယ်ဘယ်သူကန်ထုံးလဲတော့မသိကျွန်တော်နံပါတ်9အောင်စပူရှေ့က logo နဲ့ဂျာစီလေးကျွန်တော်လက်ဆောင်ပေးပါမယ်လာခဲ့ပါနော်ညှို့နေမယ်နော်မင်းတော်မကိုအားရှိမှချစ်တယ်ကိုမညဘအေးကြီးပြတ်နေကမှကျတော့ဘောလုံးကအဲ့ချိန်မှာမင်းမျက်နှာလေးမြင်လိုက်ရကိုကခြေစွမ်းနေတအားတက်